ရှိတယ်ဗျတော်တော်များများရှိတယ်ဗျဟိုအေးဘက်ကတော့စတိုင်ဘာနဲ့2ယောက်ညောင်းပြစ်တဲ့အချိန်မှာကျွန်တော်တို့ဆိုရင်2ယောက်ညောင်းထွက်လို့မရဘူးဗျကျွန်တော်စတိုင်ဘာနဲ့ပြစ်ခံတဲ့လူတွေဆိုလို့ရှိရင်အယောက်20လောက်ရှိတယ်ဗျအဲ့ထက်မှာ9ယောက်လောက်တော့တန်ရရတယ်ဗျ15ယောက်လောက်ကတော့တည်တယ်ဗျကျွန်တော်တို့ဘက်ကစတိုင်ဘာသမားဆိုလို့ရှိရင်အေးဘက်ကိုပြစ်ဖို့ချောင်းနေတဲ့အချိန်မှာအေးဘက်ကစတိုင်ဘာကနေပါနဲ့ပြစ်လိုက်တယ်ဗျပြစ်လိုက်တော့ကျွန်တော်တို့ဘက်ကစတိုင်ဘာသမားရဲ့စကုတ်တော့ဝင်ပြီးတော့မှနောက်စီပွင့်သွားတယ်ဗျအဲ့ထက်မှာကျွန်တော်တို့ခမရ15တရင်မှုတဲ့ပါတယ်ဗျတရင်မှုကတော့ကျွန်တော်တို့ကင်းဆက်တဲ့အချိန်မှာဟိုအေးဘက်ကစတိုင်ဘာသမားကနေပေါ့ပြစ်လိုက်တယ်ပြစ်လိုက်တော့အရှိကနေဝင်ပြီးတော့နောက်ကနေထွက်သွားတယ်ဗျကျွန်တော်အေးဘက်ကနေလက်နက်ကြီးပြစ်လိုက်တဲ့အချိန်မှာတက်မမှုနာမှာထိုင်းပြီးတော့စကားလေးပြောနေကြတယ်အဲ့နေကအပင်ပေါ်ကြားလိုက်တော့73ယောက်လောက်တော့ထိတယ်ဗျထိတော့3ယောက်လောက်ကတော့သေတယ်10ယောက်လောက်ကတော့အပြင်းထန်ထိုင်နေရတယ်ကျန်တဲ့နေရာတွေလက်နက်ကြီးနဲ့ထူတော့လဲသေကြတယ်ဗျဟို drone ကတော့လာပြီးတော့အေးဘက်ကနေပေါ့လွတ်တယ်လာချတယ်ကျွန်တော်ဘက်ကတော့အသေးပြောက်တော့မရှိဘူးဗျတန်ရရတော့ရှိတယ်အဲ့မှာ9လပိုင်းထဲမှာအေးဘက်ကနေပေါ့ပိုင်းဖိုင်းနဲ့ကုတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဘူမူခမရ14ရဘူမူတယောက်မျက်နှာစောစောတော့ဟိုကတော့8နာရီတော့ရှိတော့မှာဗျအမှအေးဘက်ကနေပိုင်းဖိုင်းနဲ့ကုတ်လိုက်တဲ့အချိန်မှာဘူမူကမျက်နှာတည်နေတဲ့အချိန်မှာခေါင်းဖြတ်မှန်တော့ခေါင်းပြတ်သွားတယ်ဗျရှေ့ရက်နေ့2025မှာကျွန်တော်လက်နက်ခရအပြည့်စုံယူပြီးတော့ကျွန်တော်ပြေးတယ်ဗျပြေးတော့တက်မောင်မှုနဲ့တွေ့တယ်တက်မောင်မှုကပယ်သွားမယ်လို့မေးတယ်ကျွန်တော်စေးပစ္စည်းလာယူလာလို့ပြောတော့ကျွန်တော်မပြေးဖို့လာတဲ့ပြေးဖို့ငါသိတယ်နော်တဲ့ပြီးတော့ကျွန်တော်နိုင်ရဲ့အုပ်ပြီးတော့မှကျွန်တော်အရှိပြန်လှုပ်လိုက်တယ်ဗျအမှတွေကကျွန်တော်တောင်ပြန်ထမ်းဆောင်လာတယ်ဗျတောင်ပြန်ထမ်းဆောင်တော့ကျွန်တော်ထမင်းချက်တဲ့ဟိုကနေရာဖူစပူတော့ရှိတယ်ဗျစပူရှိတော့ကျွန်တော်တို့ထမင်းထုတ်ပြီးပို့တယ်ထမင်းထုတ်တွေလည်းပြောပြီးတော့မှတိုးတဲ့ဟာတွေကတိုးနင်းနေရလဲဒိတ်အောက်တွေကျွေးတယ်နောက်လို့ရှိရင်ပါကင်ဟိုကျွန်တော်တို့တန်ပေါက်ထုတ်အတင်စားတန်ပေါက်ထုတ်ပြလို့ရှိတယ်အဲ့ဒါလေးလည်းဒိတ်အောက်တွေပဲကျွန်တော်တို့ကျွေးတယ်ငက်တဲ့ရက်တွေရှိတယ်သူတို့ဆိုလို့ရှိရင်တွားကြည့်လို့ရှိရင်ဘီယာတောက်ရဘီယာတောက်လိုက်ထမင်းဟင်းနေသူတို့တပည့်တွေလောက်ခိုင်းကောင်းမို့စားတယ်သူတို့ကတော့အဲ့လိုကြက်တဲ့ရှိတော့9လပိုင်း20ရက်နေ့2025မှာကျွန်တော်ထပ်ပြေးတယ်ဗျလက်နက်ခရအပြည့်စုံယူပြီးတော့ကျွန်တော်ပြေးတယ်ဗျလေကြောင်းရကာကွယ်ရေးကုန်းကနေဆင်းလို့ရှိရင်အမြောက်တက်ကလေးတစ်ခုရှိတယ်ဗျအမြောက်တက်မှာတော့ဘူမူကခေါင်းဆောင်ပဲဘူမူကတော့ကျွန်တော်မေးတော့ဘယ်သွားမှလဲဆိုတော့ကျွန်တော်ကတော့ဟိုလိန်လိုက်တယ်ဗျလိန်လိုက်တော့ကျွန်တော်ပစီကိုပစ္စည်းတွားယူဖို့ဆိုလိန်လိုက်တော့မင်းပြေးဖို့ဟုတ်လားတဲ့ပြေးဖို့ဆိုတက်မမှုသူ့ရှိခေါ်သွားပြီးတော့တက်မမှုရှိတက်တင်းပို့တယ်ပို့တော့ကျွန်တော်တက်မမှုကနေပေါ့သူ့တပည့်တွေ10ယောက်လှုပ်လိုက်တယ်လှုပ်လိုက်တော့ကျွန်တော်ကျိုးတုတ်ပြီးတော့မှတက်မမှုရှိခေါ်သွားတယ်တက်မမှုရှိခေါ်သွားတော့ကျွန်တော်ဟိုအမှရိုက်နှက်ပြီးတော့မှဒီဘက်ကနေပြစ်တဲ့ပြကွင်းဘက်မှာလက်နက်ကြီးဘက်ကနေပေါ့လက်နက်ကြီးပြစ်တဲ့နေရာကျတဲ့နေရာတွေပေါ့စလိုက်ပါပြစ်တဲ့မြင်ကွင်းရှင်းတဲ့နေရာတွေမှာကျွန်တော်အပြင်မှာကျိုးတုတ်ပြီးတော့မိုးကလည်းမပေးဘူးကျွန်တော်ဒီမိုးရလည်းပြစ်ထားတယ်ရေလည်းမတိုက်ဘူးထမင်းလည်းမကျွေးဘူးကျွန်တော်ရေစားလို့ရှိရင်တကယ်ရင်းလေးစီကရေလေးတောင်းတော့ကျွန်တော်သူတို့အထက်ရရှိတွေဘူတွေလားပါတွေလားတော့မသိဘူးဗျကျွန်တော်သူတို့မူလာလို့ရှိရင်လားထိုးတယ်ရိုက်တယ်နှက်တယ်အမှရိုက်တယ်နှက်တယ်ပြီးတော့ကျွန်တော်အမှတရက်နဲ့တညတော့နေလိုက်တယ်ဗျတရက်နဲ့တညတော့နေပြီးတော့ကျွန်တော်တောင်ဝင်ပြန်ထမ်းဆောင်ခိုင်းတယ်ကျွန်တော်လည်းမသေးတာတမယ်ပဲရှိတယ်ကျွန်တော်ပြန်ပြီးတော့တောင်ဝင်ထမ်းဆောင်ရတယ်ဗျထမ်းဆောင်တော့29ရက်နေ့9လပိုင်း29ရက်နေ့2025မှာရှေ့အဝါနဲ့ကျွန်တော်တို့အဖွဲ့နဲ့ A တွေနဲ့တိုက်ပွဲပြန်ဖြစ်တော့ကျွန်တော်တို့ခေါင်းပေါ်တွေကကြီးတွေရှက်တော့